ရှင်တော့ဒီလင်ကွဲပိတ်သိမ်းအောင်ပါကွာအားလုံးအချိန်လေးသားမှုမရှိဘူးဘာဖြစ်နေကြရလဲဟာတယောက်မှလည်းရောက်မလာကြဘူး15မိနစ်တောင်ရှိနေโอเคနောက်ထပ်5မိနစ်ဖတ်ဆောင်ရမှာကြီးကတော့တကယ်ကွာ passenger တွေရောက်မလာသေးဘူးဆိုရင်တော့မှဝန်ထမ်းတွေကတော့ရောက်လာသင့်ပြီကွာကဲကွာအားစိတ်နဲ့တော့နောက်ကျရင်အထက်ကိုတင်ပြအောင်မယ်ခုလက်ရှိ Virgin Airline မှာလုပ်နေတဲ့ဝန်ထမ်းမှန်များအကုန်လုံးတိုင်းမှဖြစ်မယ်ဒီကောင်လေးလေးသားခိုနေကြငါနဲ့တွေ့မှပြောမယ်ကွာဟိုင်း没上哟，太搞了呀，没事。ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်10မိနစ်နေထွက်ခွာရတော့မယ်ကဲဟုတ်ပြီနောက်ဆုံးတော့စောင်းနေတဲ့အချိန်ကိုရောက်လာပြီနေရတော့ထွက်ခွာရတော့မယ် Virgin Airline စထွက်ပါတော့မယ်Copy that Virgin Airline စပြီးတော့ထွက်ခွာနေပါပြီ Virgin Airline စတင်ထွက်ခွာနေပါပြီ Copy that 3546 Virgin Airline စတင်ထွက်ခွာနေပါပြီ3546နေဦးအရှိမတစ်ပင်းတွေရောနေဦးအမေရိကန်ကြီးကိုမောင်းချလာမိတာပါလေဒုက္ခပါပဲကွာပေါ်တက်လို့မရဘူးလားဘာဖြစ်တာလဲလင်းကဘာဖြစ်နေရလဲโอ้ยရှင်းမလည်းမိုးကြိုးတွေထားပြလို့ဟေးဒုက္ခပဲနေခီးတဲ့ကြောက်နေလိမ့်မယ်no ပြန်စမ်းပါကွာလင်းကဘာဖြစ်ဟုတ်ပြီပြန်လို့တော့ရပြီအားလုံးကမောင်မိုက်နေရပဲကွာ Virgin Airlines စတင်ပြီးတော့ပြန်တန်းနေပါပြီ3546အဲ့ဘက်ကနေတခုကြားလာခင်ဗျာချိန်မှာမုံတိုင်းများရှိမလားတစ်ချက်လောက်စစ်ဆေးပေးလို့ရမလားကိုရလူတွေတယောက်မှလည်းငါ့ကိုမထူးဒုက္ခပဲဘာဖြစ်နေရလဲလင်းရလေခုတက်တီအမြင့်ကိုမပြန်နိုင်ဘူးကွာဘာဖြစ်နေရလဲပြန်စမ်းပါလင်းရဘာဖြစ်နေရလဲဟုတ်ဒီတိုင်းဆိုတော့ပြန်လဲဆင်းသက်ရတော့မယ်ထင်တယ်နင်းတော့ကြားနေပြီဒုက္ခပဲကွာငါတို့လင်းရတော့ကန်ဆိုင်တော့မယ်ဟေ့နေဦးဒီတိုင်းလဲတော့မဖြစ်ဘူးငါရဲ့ခီးတဲ့တွေရောက်ချင်တဲ့နေရာတော့ငါရောက်အောင်ပိုးမှဖြစ်မယ်စစ်မှန်တဲ့လင်မှုတယောက်ရဲ့တာဝန်တွေငါစပြီးတော့ထမ်းဆောင်ရနေပြီဒုက္ခပဲကွာဟုတ်ပြီကွာနောက်ဆုံးတော့မိုးတော့တိတ်သွားပြီတော်ပါသေးရဲ့ကွာโอเคဘုံတိုင်းလည်းမရှိတော့ဘူးချစ်ခင်လေးစားရတဲ့ခီးတဲ့များရှင်ခပတ်ကိုတေချာပတ်ပေးကြဖို့မြတ်တာရက်ခံပါရဲ့ Virgin Airline ပေပေါင်း1000ခန့်ကိုပြန်လန်းနေပါရဲ့ Copy that 3546ကြားရလို့ရှိရင်အကြောင်းပြန်ပါနေရောအလုံးခုတက်တီမတူးလေးရလဲနောက်မှာတော့အားလုံးတော့အဆင်ပြေဖို့ရပါရဲ့ကွာဒါပေမဲ့တခုထူးဆန်းတာဝင်းတဲ့လူတွေကိုတက်တီဆက်သွယ်လို့မရဘူးဒါဆိုတော့အန်ဒီရတော့များပါပဲကွာလေအတန်ကြီးကလည်းပုံမှန်အတန်နဲ့မတူဘူးကွာစူးထွက်နေတာပဲဘာဖြစ်တာလဲဟာအခုမားနေပြီကွာငါတို့လင်ကြီးကနောက်ပြီးတော့ထင်းရလဲတော်တော်ခက်တယ်ကွာဟောနာလင်းကျတဲ့ကောင်ကဘာလို့လှုပ်သွားလဲမသိဘူး something တော့ဖြစ်နေပြီကွာအဲ့တော့ငါထင်းရတော့ခက်နေဘာလို့ခုပေပေါင်း1000မြင့်မှာပြန်နေရဟာဟုတ်တယ်ကွာလင်းရတခုတော့မာရွနေဒုက္ခပဲ Virgin Airline 3546အကြောင်းတန်နေတာကြားရပါလားတခါရလေရဟုတ်တိပတ်တိမရှိတော့ဘူးကွာဘာဖြစ်နေရတော့အေးခီးတဲ့များမကြောက်ကြပါနဲ့ရှင်လင်းရခဏတာတုံခါမှုဖြစ်သွားပါအားလုံးစင်ပြေသွားပါလိမ့်မယ်ကွိုင်းတက်နေပြီဒုက္ခပဲဟေး no
မဖြစ်တော့ထိလုံးမရတော့ဘူးသူ့ဘာသူသွားနေတာငါမောင်းနေတာမဟုတ်ဘူးကွာဟာအောက်ချလို့လည်းမရတော့ဘူး no ဆရာလေကဘာဖြစ်နေရလဲဆရာခရီးတွေအားလုံးလေးကြောက်နေကြပြီအချောင်းပြပြီးပါဆရာ အားလည်းဘာဖြစ်နေရလဲမသိတော့ဘူးကွာလေကငါမောင်းနေတာကိုဟုတ်မဟုတ်တော့တာခိုင်းဆိုတော့မချခင်ပါလေကပြတ်ကြတော့မယ်ဒုက္ခပဲကွာမဖြစ်ဘူးပြတ်ကြလို့တော့မဖြစ်ဘူးအေးကွာဆောင်းလာလင်းကျတဲ့ကောင်မမဘူးဝဲကောင်ဒီကောင်ဘာလာလောက်လိုက်တာလဲ no